ဟုတ်ကြောဟုတ်ပါဘူးမဟုတ်ဘူးလေအဲ့လိုချုပ်ခိုင်းတာမဟုတ်ဘူးမောင်လေးရဲ့မမလေးဟိုခုခေတ်လူငယ်လေးတွေခေါ်တာလေးဟွာလေးဟိုလိုအဲ့တော့မခေါ်တတ်လို့ချစ်ဟုတ်တယ်ကလေးခေါ်တတ်တယ်ကြည်စမ်းမောင်လေးခေါ်တတ်တယ်ဘာများကူညီပေးရမလဲအန်ဒီရှင်းချစ်ပြီဟင်အန်တီတဲ့အဲ့ဖုတ်ကလေးမောင်လေးရတယ်ဟိုဒီစင်နဲ့ဒီစင်နဲ့မမလောက်တော့လုပ်ပါဩဟုတ်ကဲ့ဟိုဘာများကူညီပေးရမလဲလို့အေးပြောမယ်မမအပေါ်ကမောင်လေးကအောက်ကမကောင်းပါဘူးဘာလို့ပြောနေရလဲဘာပြောလို့လဲအပေါ်ရောအောက်ရောမဟုတ်ဘူးလေမောင်လေးကမမတို့ကကြတော့အဲ့လိုအပေါ်ကြီးကပြောတော့မောင်လေးကအောက်ကနေပြီးအဲ့လိုစက်ညောင်းပါပေါ့ညောင်းပါပေါ့ကောင်းပါလားပေါ်လာမောင်လေးလာခလေးလာခလေးလာအောက်ကမှပြင်မလားထိုင်နားသူပါမို့ပါလေထိုင်ပါဦးဒီလိုလေမောင်လေးကလားဟောလေဒီဟိုတယ်မှာနော်ဟိုကစီဖူးလေအဲ့လိုအစားတောက်နေတယ်လေအဆက်ကြားလေးတွေဘာလေးတွေရနိုင်လဲစီဖူးအမကဘာများသုံးဆောင်ကြည့်လို့နေလဲမမလားမမလေပစိုးအတင်းမိဖို့တော့စားချင်ပစိုးအတင်းမိဖို့ဘေးရန်ပရာတွေမပြောပါနဲ့အမရဲ့ပစုံမှာအသေးမှမရှိတာအမရဲ့ပစုံမှာအသေးမရှိဘူးမရှိဘူးအမစားကြရင်တော့ကျွန်တော်ပစုံကိုခေါင်းနေပြီးပဲဖြတ်ပြီးတော့မီးဖို့ပြီးတုပ်ပြီးမယ်လေခေါင်းနေပြီးမဟုတ်ဘူးလေပစုံခေါင်းမှာအေးအေးတွေရှိတာမလားအဲ့အေးအေးတွေကိုမီးဖို့တုပ်တော့စားချင်ပါဘူးအဲ့ဒါစားချင်ဘူးဟုတ်ပြီအဲ့ဒါဆိုရင်ဒီလိုလို့ကလေးရင်ပတ်ရမလားအမရဲ့တခါမှလည်းမကြောက်ဘူးပေါက်ရတယ်မပြောပါနဲ့ကနန်းမှာရင်ဘက်ရလို့ရှိလို့လားအမရဲ့ကနန်းအလုံးလေးအမရဲ့ကနန်းရင်ဘက်တော့မရှိဘူးအမစားချင်ကနန်းချင်စားတော့ရှိတယ်ကျွန်တော်ပို့ပေးလိုက်စားချင်ဘူးမအဲ့ကနန်းချင်စားကိုမစားချင်တာကနန်းရင်ဘက်ပဲစားချင်မရှိဘူးဆိုဘာစားပါမလဲဟုတ်ပြီအဲ့ဆိုလို့ရှိရင်ငါအချစ်ပေါင်းမဲ့စားတယ်ဟုတ်တယ်အမရဲ့ငါအချစ်ပေါင်းတယ်လို့ရှိလို့လားဗျာအမစားချင်ငါအချင်ပေါင်းလို့ရှိတယ်တော့အချင်နဲ့ပေါင်းထားတာငါတန်မြာပေါင်းလေစားမလားမစားချင်ပါဘူးငါချင်ပေါင်းလို့အဲ့ချင်းတယ်မစားချင်ဘူးအမလေငါ့ကိုအချစ်နဲ့ပေါင်းထားတာပဲစားမလို့ဟောတယ်လေစားတော့လည်းမစုံဘာမှလည်းမမစားချင်တာမရအောင်ဟုတ်တော်ပြီစားတော့နောက်စားချင်တော့မှပဲ